အားလုံးပဲမင်္ဂလာပါကျွန်တော်အခုရောက်နေတဲ့နေရာကတော့ department store တစ်ခုဖြစ်ပါတယ်ဒီထဲမှာလျှက်စစ်ပစ္စည်းတွေရှိမယ်ခီးဆောင်အိတ်တွေရှိမယ်ပြီးတော့kitchen နဲ့ပတ်သက်တဲ့ပစ္စည်းတွေရှိမယ်ပေါ့နော်ဒီဗီဒီယိုမှာကျွန်တော်ကဒီဆိုင်နဲ့လှည့်ပတ်သွားပြီးတော့ဆိုင်ထဲမှာရှိတဲ့ပစ္စည်းတွေရဲ့ vocab တွေကိုကျွန်တော်ပြောကြည့်မှာဖြစ်ပါတယ်ကျွန်တော်လည်းအတူလိုက်ကြည့်ရင်းနဲ့ကိုကဘယ်စလုံးတွေကိုသိတယ်ဘယ်စလုံးတွေကိုမသိဘူးဆိုတာကိုပြန်ပြီးတော့ဆက်စစ်ကြည့်ပေးရမှာဖြစ်ပါတယ်ကျွန်တော်တို့နေ့စဉ်အသုံးပြုနေတဲ့စလုံးတွေကမှကိုယ့်ရဲ့ဝါဟာရကြွယ်ဝမှုဘယ်လောက်ရှိတယ်ဆိုတာကိုကြည့်လို့ရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်အခုဒီ sign entrance ကနေပြီးတော့စပြီးတော့အထက်ကိုဝင်မယ်ပေါ့နော်။နာရီလက်တန်တိုင်းဘယ်ဘက်ကနေပြီးညာဘက်ကိုကျွန်တော်ပတ်သွားမှာဖြစ်ပါတယ်။အခုဒီဘက်မှာမြင်ရတဲ့ဟာတွေက coffee ဖြော်တဲ့ဆက်တွေဒါ coffee machine ဒါကတော့ခောက်ဓာတ်တွေဖြစ်တယ်ဒါက Switzerland ထုတ်တဲ့ဓာတ်တွေပေါ့နော် Swiss knifeဒါကတော့ခရီးသွားအိတ်တွေထားတဲ့နေရာပေါ့ဒီဘက်ကတော့သူတို့ကို luggage သို့မဟုတ် suitcase လို့ခေါ်ပါတယ်ဒါကတော့ makeup ထည့်တဲ့ဟာပေါ့နော်ပုံမှန်အဖြစ်ဆိုလို့ရှိရင်တော့ makeup box လို့ခေါ်မှာပေါ့ဒါပေမဲ့ဒီမှာတော့သူ့ကို beauty case လို့ခေါ်ပါတယ်ဒီအယုတ်ကို mannequin လို့ခေါ်တယ်ဒါကတော့ကျောင်းသားတွေအတွက်စာအုပ်ထည့်တဲ့ကျောင်းလွယ်အိတ်တွေပေါ့နော် school bags တွေဒီတနေရာလုံးကတော့ဒါခီးသွားအိတ်တွေကြီးပါပဲ suitcase တွေကြီးပဲဒါကလေဘင်းမှာခံတဲ့ခေါင်းအောင် neck pillow ကျောပိုးအိတ်က backpack ကွန်ပျူတာထည့်တဲ့အိတ်က briefcase ဒီနေရာတနေရာလုံးကတော့ luggage တွေကြီးပါပဲဒါက school bag ကျောင်းလွယ်အိတ်တွေဒါသေးလေးတွေပေါ့ဒါကမိဖို့ကြောင့်သုံးပစ္စည်းတွေထားတဲ့နေရာပါ knife တွေဒါတွေရှိတယ်ဒါတွေအားလုံးကိုပေါင်းပြီးတော့ utensil လို့ခေါ်ပါတယ်မိဖို့ကြောင့်သုံးပစ္စည်းတွေပေါ့နော်သူတို့ကို utensils လို့ခေါ်ပါတယ်အခုဒါကကြတော့ရေခဲတက်တာ refrigerator ဒါကအဝတ်လျှော်စက် washing machines gas သုံးရတဲ့မီးဖို gas cooker ဒါက ceramic cooker ceramic surface နဲ့ပေါ့နော် ceramic မျက်နှာပြင်နဲ့ ceramic cooker ရေခဲတက်အသေးလေးတွေ mini fridge ဒါကရေဘူးထည့်ရတဲ့ဆက်ပါအောက်မှာရေဘူးထည့်တယ်ရေဘူးရေအေးရမယ်ပေါ့နော်အဲ့ဒါက water dispenser ဒါအင်ကြီးကိုရေထည့်ပြီးတော့အင်ကြီးကိုရေနွေးမွေးနဲ့မိဘူးတိုက်တဲ့ဆက်ပါဒါက steamer အပြည့်စုံပြောမယ်ဆိုလို့ရှိရင် garment steamer ပေါ့ဒါ pressure ကိုသုံးပြီးချက်တဲ့ O pressure cooker အောက်က frying pan ဒါကတော့ handle တွေကိုသုံးတာဖြစ်တဲ့အတွက်အားလုံးပေါင်းပြီးတော့ glassware လို့ခေါ်ပါတယ်ရှင်ဝိတ္တပူကို flask ကျွန်တော်အခုဆိုင်နောက်ကိုရောက်နေပါပြီအခုဒီဘက်ကကြတော့ဖုံဆုပ်ဆက်ပေါ့နော် vacuum cleaner တော့အမျိုးမျိုးရှိမှာပေါ့ဒါပေမဲ့တို့အားလုံးပေါင်းပြီးတော့ vacuum cleaner လို့ခေါ်ပါတယ်ဒါထမင်းရောဟင်းရောအားလုံးချက်လို့ရတဲ့ over သူ့ကိုကြတော့ multi cooker လို့ခေါ်တယ်အသားကင်လို့ရတဲ့ set grill အသီးဖြော်တဲ့ set slow juicer အသားချိတ်တဲ့ set meat mincer ခုနကဒီ slow juicer ဆိုတာကအသီးကိုဖြည်းဖြည်းချင်းညှစ်ပြီးတော့
ရေနဲ့အဖက်နဲ့ခွဲထုတ်ပေးတဲ့ဆက်ပေါ့နော်အသီးကိုရောပြီးတော့ဖြောတဲ့ဟာကိုတော့ blender လို့ခေါ်ပါတယ်ဒါကပေါင်မုံဖုတ်တဲ့ပေါင်မုံကင်တဲ့ဆက် toaster လေးခုပါလို့ရှိရင်4 slice toaster နှစ်ခုတည်းဆိုလို့ရှိရင်2 slice toaster ဖြစ်ပါတယ်ရှင်လေးကို cutter ဒါပေမဲ့သူက heat နဲ့သုံးတာဖြစ်တဲ့အတွက် electric cutter လို့ခေါ်ပါတယ်ကျွန်တော်တို့အတူတူပါပဲဂျုံတို့ဘာလို့နေတာအစအားလုံးလုပ်လို့ရတဲ့ဆက်ကိုတော့ kitchen machine လို့ခေါ်ပါတယ်ပြီးတော့ခုနလိုမျိုး blender တို့ meat mixer တို့ဟိုအရွက်ကိုဖြတ်တဲ့ဆက်တို့အားလုံးပါတဲ့ all in one ပါတဲ့ဟာကိုတော့ food processor လို့ခေါ်ပါတယ်ဒီဘက်အရှိဘက်ကိုပြန်ရောက်လာပါပြီဒါကဒီထမင်းဟင်းချက်တဲ့အိုးတွေထားတဲ့နေရာပေါ့နော်ဒါ cookware တွေပေါ့ချက်ပြီးတဲ့ဟာတွေကိုဟိုတယ်တွေမှာ serve လုပ်တယ်ဆိုလို့ရှိရင်တို့ကအစားအစာကိုနွေးနေအောင်ပေါ့နော်အေးမသွားအောင်လို့နွေးနေအောင်လုပ်တဲ့ဟာတွေရှိပါတယ်ဒီဟာကအထဲမှာအစားအစာကိုထည့်ပြီးတော့အောက်မှာဖျောင်းနိုင်တဲ့အပူပေးထားတာပေါ့နော်ဒီလိုဟာမျိုးကိုကြတော့ food warmer လို့ခေါ်ပါတယ် food warmer အခုကျွန်တော်တို့ပတ်ရင်းနဲ့ဝင်ပေါက်နာကိုပြောင်းလာတယ်ပေါ့ဒီရှေ့မှာကျတော့သူတို့ကဒီ dinner set တွေကိုထားပါတယ်ပကံတွေပေါ့ပုံမှန်အဖြစ်ဆိုလို့ရှိရင်အားလုံးကိုခြုံပြီးတော့ plate လို့ပြောလို့ရပါတယ်ဒါပေမဲ့သူ့စီမှာကျတော့အများကြီးရှိမှာပေါ့ထမင်းစားတဲ့ပကံကိုကျတော့ dinner plate လို့ခေါ်ပါတယ်အဲ့ဒါအပြင်မှာဟိုရေထဲတောက်တဲ့ဟာဆိုလို့ရှိရင် soup bowl ပေါ့နော်ရေဟင်းရထဲတဲ့ bowl ပေါ့ soup bowl ဒါလက်ဖက်ရည်ထဲတဲ့အိုးဆိုတော့ဒါ teapot teacup အောက်ကခနဲ့အပြားလေးကို saucer လို့ခေါ်ပါတယ် teacup saucer teapot အောက်ကအချိုပွဲစားတဲ့ပကံ dessert bowl ဒီနေရာကတော့အားလုံးကတော့ဒီ dinner set တွေကြီးပါပဲအားလုံးကအခုဒီဗီဒီယိုပြီးသွားတဲ့အခါမှာကိုယ့်အနေနဲ့စကလုံးဘယ်နှလုံးသိတယ်လဲဆိုတာကိုခံမှန်းကြည့်လို့ရပြီလို့ထင်ပါတယ်ဒါတွေအားလုံးတွေကမှကိုကဘယ်စလုံးသိတယ်ဘယ်စလုံးကတော့ကိုယ့်အတွက်အသစ်ဖြစ်တယ်ဆိုတာကိုကွန်မန့်မှာရေးခဲ့လို့ရပါတယ်ကိုယ့်အတွက်အကျိုးရှိတယ်ဆိုလို့ရှိရင်လက်မှတ်ထောင်ခဲ့ပေးပါအားလုံးကျေးဇူးတင်ပါတယ်